ပန်ကာပေါ်မှာအမျိုးသမီးလားစင်ပတ်ပြိုင်ကြီးကတ်ထားတယ်ဆိုတော့ယူနေပြီလားလို့မထင်လိုက်နဲ့နော်ဒါကလုံးဝအန်ကန်အိမ်တွင်းရှေ့ဝက်ချက်တစ်ခုပဲပြုဒီနီလန်းကိုတေးသေးရှာရှာလေးတည်သွားရင်ခင်ဗျားတို့အိမ်ကကျင်းပြဿနာအနှံ့တဲ့ပြဿနာတွေအကုန်လုံးတခါတည်းနဲ့ရှင်းလင်းသွားမယ်တကယ်တော့ဒီနီလန်းကသူသေးအိမ်ကြီးတွေမှာပဲတုံးလေးရှိတဲ့ထိတ်တန်းရှေ့ဝက်ချက်တစ်ခုပါနော်ဘယ်သူမှလွယ်လွယ်နဲ့ပေးမသိဘူးလေပထမဆုံးအနေနဲ့ပန်ကာရှိကအကားလေးကိုဂယူးသဆိုင်နဲ့ဖြုတ်လိုက်ပါပြီးရင်တော့အမျိုးသမီးတိုင်းတုံးလေးရှိတဲ့လားစင်သုံးပတ်ပြားအစ်တစ်ပြားကိုယူလိုက်ပါပတ်ပြားရဲ့အနောက်မှာအခွာလေးတွေနဲ့ကော်ရီပါပြီးသားဆိုတော့ပန်ကာအကားရဲ့အလဲထက်တဲ့မှာတေးသေးချာချာလေးကတ်ပေးလိုက်ရုံပဲနော်ကတ်ပြီးသွားပြီဆိုရင်တော့အခုမှတေးချာလေးကြည့်ထားနော်အဲ့ဒီပတ်ပြားကို၃ပိုင်းပိုင်းပြီးဘေးဘက်နှစ်ခုကိုညှက်ထုတ်ပစ်လိုက်ပါဒါပေမဲ့အလဲကအပိုင်းလေးကိုပဲကျွန်တော်တို့ကအဓိကတုံးသွားမှာပါအဲ့ဒီအလဲပိုင်းလေးကိုမှထပ်ပြီးကတ်ချင်းနဲ့အပေါက်လေးဖြစ်အောင်နည်းနည်းထပ်ညှက်ပေးလိုက်ပါပြီးရင်တော့အဲ့ဒီအပေါက်လေးထဲကိုဟင်းခက်အမွေးအကြိုင်ဖြစ်တဲ့လေးညင်းပွင့်လေးတွေအနှဲငယ်ထည့်ပေးရမယ်လေဒီလေးညင်းပွင့်နဲ့အနံ့ကတဘာဝအတိုင်းမွေးယုံတင်မကဘူးကျင်းတွေရင်းတွေလို့အင်ဆက်တွေကိုပါလုံးဝအနာမကရဲအောင်ပြီးစေတယ်တို့အဲ့ဒီနောက်မှာတော့အဓိကအတက်ပါပဲအိမ်တိုင်းမှာရှိတဲ့အဝတ်ချောစီဒါမှမဟုတ်အမွေးစီဖိဖိလေးကိုအဖုံးတစ်ဝက်လောက်လောင်းထည့်ပေးလိုက်ပါဒီလောက်ပမာဏလေးနဲ့တင်တခန်းလုံးကိုတစ်ပတ်လုံးမွေးကြိုင်နေစေမှာပါနော်အမွေးစီလေးထည့်ပြီးတာနဲ့ဆိုင်းကဝယ်စရာမလိုတဲ့ကိုပိုင်အိမ်တွင်းလုံး air freshener လေးကအသင့်ဖြစ်နေပါပြီဗျဒီ show အချက်ကသွထီးတွေထုံးပြီးပဲထူးကမှမဖြောက်ထရတဲ့နီလန်းဆိုလားအခုတော့လုံးဝယုံပြီမလားပန်ကာကိုဖွင့်လိုက်ကြတဲ့လေးအေးလေးနဲ့အတူအမွေးစီအနက်လေးကတခန်းလုံးကိုပြန့်သွားမှာပါလုံးဝကိုလန်းဆန်းသွားတာပဲနော်အဝတ်ချော်ပြီးထွက်စားအနက်လေးလိုလုံးဝလက်ဆက်နေမှာနော်ပြီးတော့လေးညင်းပွင့်အာနေတင်ကြောင့်ကျင်းတွေရင်းတွေလည်းလုံးဝလာကတ်မှမဟုတ်တော့ဘူးလေဒီလိုမိုက်မဲ့တဲ့နီလန်းလေးတွေဆက်မဖြောခင်ခဏလေးနော်ပြီးခဲ့တဲ့ဗီဒီယိုမှာအားပေးခဲ့ကြတဲ့တန်လျင်မျိုးကကိုလာဝင်းနဲ့မြောင်းမြကမခင်စောလင်းတို့ကိုအထူးပဲကြီးစုတင်ပါတယ်ဗျကဲကျန်တဲ့ပရိသတ်ကြီးကတော့အခုဗီဒီယိုလေးကိုဘယ်မျိုးကနေကြည့်နေကြလဲကောမန့်မှာမြန်မြန်လေးရေးပေးခဲ့ကြအောင်နော်ကဲပုံမြန်လေးထက်ပြန်သွားကြမယ်ပန်ကာနီလန်းအပြင်ကိုနောက်ထပ်အန်ကန်ဖြစ်စေမဲ့နီလန်း၃ခုကိုပါကျွန်တော်ထပ်ပြပေးဦးမယ်ဒါလေးကလည်းအယမ်းမိုက်တယ်ပပြတဲ့ငါကိုကတ်ကြီးနဲ့၃ပိုင်းညီညီလေးပိုင်းလိုက်ပါပထမတစ်ပိုင်းမှာခုနလိုအဝတ်အမွေးစီပြပြလေးကိုအနှဲငယ်ထက်လိုက်ပါဒါကအနံ့ကိုပိုဆွဲစေသည့်တော်တော်နဲ့မပြောက်ပဲကြားကြားခန့်နေလေဒုတိယပိုင်းမှာတော့ကိုအကြိုက်ဆုံးရေမွေးလေးကိုစွတ်ပေးလိုက်ပါဒါကလည်းအနံ့မွေးတဲ့အပြင် insect တွေကိုပါဝေးပြေးစေတယ်ဖြို့တတိယပိုင်းမှာတော့ပိုးသက်စေးကြီးအဖုံးတစ်ဝက်လောက်ထည့်လိုက်မယ်နော်အဲ့ဒါဆိုရင်လုံးဝကိုတန်ရှင်းလက်ဆက်ကအနံ့လေးကိုရပြီပေါ့ကဲအကုန်အသင့်ထည့်ပြီးဆိုရင်တော့ဒီအပိုင်းလေးတွေကိုဘယ်မှာထားမလဲကြည့်အောင်ပထမဆုံးအဝတ်အမွေးစီထည့်ထားတဲ့အပိုင်းလေးကိုဗီဒီယိုထဲကအဝတ်သားတွေအနောက်မှာဖြစ်ဖြစ် TV ဆင်းအနောက်မှာဖြစ်ဖြစ်ကိုရောင်ဖြောက်ပြီးဝှက်ပြီးကတ်ထားလိုက်ပါအဲ့ဒီအနံ့ကလုံးဝ share ပဲအဝတ်တွေကိုအခုလေးတင်လျှော်ပြီးတေးသေးချာချာခောက်ထားတယ်လို့မျိုးတစ်ချိန်လုံးအမြဲတမ်းမွေးနေမှာဖြို့ဒုတိယရေမွေးဆွတ်ထားတဲ့အပိုင်းလေးကိုတော့အိမ်သားကျွေးခွက်အနောက်နားမှာကတ်ထားလိုက်မယ်ဆိုရင်ရေချိုးခါတစ်ခုလုံးအမြဲတမ်းမွေးကြိုင်နေမှာပါတန်စင်ခါဝင်တဲ့သူတိုင်းသုံးကြည့်လိုက်တကယ်အံ့တော်သွားမယ်တတိယပိုးသက်စေးရည်ထည့်ထားတဲ့အပိုင်းလေးကိုတော့မီးဘိုချောင်းထဲမှာကတ်ထားလိုက်နော်အဲ့ဒီလိုကတ်ထားမယ်ဆိုရင်အနောက်ရှက်ပေးတတ်တဲ့ရင်ကောင်းတဲ့ချင်းတွေလုံးဝလာမှာမဟုတ်တော့ဘူးနော်အင်ရှင်မတွေတဲ့အရန်အသုံးဝင်တယ်ကဲဒီလောက်မိုက်တဲ့နီလန်းလေးတွေတီးသွားပြီဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာဘလို့အမိုက်စားနီလန်းတွေလာအောင်မလဲဆိုတာသိချင်အခုပဲ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်